ဒီနေ့မှာတော့ AI နည်းပညာ IT knowledge နဲ့ခေတ်သစ် digital world အကြောင်းစိတ်ဝင်စားဖွယ်ရာတွေကိုမျှဝေပေးသွားမှာပါကျွန်တော်အရှိမပြရဲ avatar ပုံလေးဘယ်လိုလုပ်လဲဆိုတော့ဗီဒီယိုလေးရောဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ပြောပြမယ်ဆိုတော့ကျွန်တော် ChatGPT ကိုကျွန်တော်တွားလိုက်မယ်ဆိုရင်ကျွန်တော်ဒီထဲမှာကျွန်တော်ရဲ့လုပ်ချင်တဲ့ပုံပေါ့နော်ကျွန်တော်ပုံဖြစ်ဖြစ်တခြားကာတွန်းပုံဖြစ်ဖြစ်ထည့်လိုက်ပါပုံထည့်လိုက်ပါထည့်ပြီးကျွန်တော်ဒီမှာဒီစာလေးကိုကျွန်တော်ရေးလိုက်ပါထည့်လာတော့ဒီပေါင်းလေးကိုနှိမ့်မယ်ပြီးရင်ဒီထဲမှာစာလေးကိုနှိမ့်လိုက်ပါပေါ့နော်ဒါတော့မလုပ်ပြတော့အားလုံးလုပ်တတ်မယ်ထင်တယ်ဆိုတော့ကျွန်တော်တို့ဒါလေးလုပ်ပြီးပြီဆိုရင်ဒီထဲမှာတို့ပုံလေးထွက်လာလိမ့်မယ်ပေါ့နော်ကျွန်တော်ဘီယာခွက်နေရာမှာတခြားဘာညာပြောင်းလို့ရတယ်ပြီးတော့စတူဒီယိုကန်းနေရာမှာတခြားကျွန်တော်တို့ဒါကန်းကြီးလားဘာညာပေါ့နော်တောင်တန်းနေရာအဲ့လိုမျိုးတွေထပ်ပြီးတော့လည်းပြောင်းလို့ရပါသေးတယ်ဆိုတော့ကျွန်တော်ဒါပြောင်းပြီးပြီဆိုရင်ကျွန်တော်ဒါပြောရမယ့်စာတော့ကိုရေးခြင်းတယ်လို့ရေးလို့ရတယ်ပြီး AI ကိုလည်းရေးခိုင်းလို့ရတယ်ကျွန်တော်ကတော့ AI ကိုရေးခိုင်းထားပါတယ်ဆိုတော့ကျွန်တော်ဒီထဲမှာပြောရမယ့်စာရေးပြီးပါလို့ကျွန်တော်ပြောလိုက်ပါတယ်ဆိုတော့ဒီထဲမှာပြောရေးပြီးရပေါ့နော်ဒီထဲမှာကျွန်တော်ကြိုက်တဲ့စာတော့ကျွန်တော် copy တစ်ခုယူလိုက်ပါမယ်โอเคဒီ AI ရဲ့နည်းပညာကိုမှဆိုအတုံးချရဲဆိုရဲအားလေးကိုကျွန်တော်ယူလိုက်မယ်โอเคယူပြီးဒီကနေထွက်မယ်ပြီးရင်ကျွန်တော် US VPN လေးကိုကျွန်တော်ချိန်ထားမယ်ချိန်ပြီးကျွန်တော် YT create ထဲမှာကျွန်တော်ထုတ်ပြမယ်ပေါ့နော်AI Studio ကကျတော့အဆင်မပြေလို့လေဆိုတော့ကျွန်တော်တို့ဒီထဲမှာထုတ်ပြမယ်ဆိုတော့ကျွန်တော်generate video ဆိုတာလေးကျွန်တော်ထည့်နေလိုက်မယ်ပြီးဒီထဲမှာဒီအပေါင်းလေးထဲမှာပေါ့နော်ကျွန်တော်ထုတ်ခဲ့တဲ့ပုံလေးကိုကျွန်တော်ထည့်လိုက်ပါမယ်โอเคဒီပုံလေးထည့်မယ်ပြီးကျွန်တော်ဒီထဲမှာ copy ယူတဲ့စာလေးထည့်ထည့်လိုက်မယ်ပြီး generate ဆိုတာလေးကိုနှိပ်ပြီးတော့တရားပြအောင်ကျွန်တော်စောင့်လိုက်ကြမယ်ပေါ့နော်ဒီ video လေးကိုကျွန်တော်တစ်ချက်ကြည့်လိုက်မယ်ပေါ့နော် use video ဆိုတာလေးကိုနှိပ်လိုက်ပါပြီးကျွန်တော်ဒါဖွင့်ကြည့်ကြပါ AI နည်းပညာကိုမှန်ကန်စွာအသုံးချပြီးကိုယ့်ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်အောင်ကျွန်တော်နဲ့အတူလေ့လာကြရအောင်ဟုတ်ကဲ့ဒါဆိုရင်ရပြီပေါ့နော်ဆိုတော့ဒါနဲ့ပတ်သက်ပြီးနားမလည်ပါညာရှိရင်ကျွန်တော်လာမေးလို့ရတယ်ဆိုတော့အားလုံးပဲကျေးဇူးများတင်ပါတယ် Hello နောက်ထပ်နည်းပညာအကြောင်းအရာတွေလေ့လာဖို့ follow လုပ်ခင်ညာတွေလေ့လာဖို့ follow လုပ်ခဲ့အောင်နော်တကယ်ချင်းတို့ကျေးဇူးပါ